Kubernetes ကိုလေ့လာဖို့အတွက်ကိုကျွန်တော်တို့သိရမယ်။ကောင်းပြီ။ရံမယ်ကမဖြစ်မနေသိဖို့လိုအပ်တယ်။ဘာကြောင့်ရံမယ်ဒီမဖြစ်မနေသိဖို့လိုအပ်တယ်လဲဆိုလို့ရှိရင်နောက်ပိုင်းကျွန်တော်တို့ port တွေ deployment တွေ service တွေဒါတွေကိုကျွန်တော်တို့က template တစ်ခုအနေနဲ့ထုတ်ထားခြင်းတဲ့အခြေအနေမျိုးတွေ template တစ်ခုအနေနဲ့ထုတ်ထားရဲဆိုတဲ့ဟာမျိုးဒီဥပမာကျွန်တော်တို့ command အနေနဲ့ run ပြီးတော့ create လုပ်လို့ရတယ်ဆိုပေမဲ့ထပ်ခါ deployment တွေလုပ်ရတဲ့အချိန်တွေထပ်ခါဒီ port ကိုပဲကျွန်တော် version မျိုးပြောင်းပြီးသုံးတာတွေ configuration တွေထပ်ထည့်တာတွေ rollout deployment တွေဒီလိုမျိုးတွေလုပ်တဲ့ချိန်ကြလို့ရှိရင်ကျွန်တော် command line နဲ့ခဏ run နေရတာဒီအဆင်မပြေဘူးဒါကြောင့်မို့ကျွန်တော်တို့ဒီအပြင်မှာဆိုလို့ရှိရင် template ထုတ်ထားကြတယ်အဲ့ဒါပြောမှာနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင် port တွေ deployment တွေ service တွေမှာကျွန်တော်တို့ဒီ for loop mount လိုမျိုးဒါမှမဟုတ်လို့ရှိရင်ဒီ storage configuration တွေဒီလိုမျိုး complex ဖြစ်တဲ့ configuration တွေထည့်ရတဲ့ချိန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ command line နဲ့သွား run တာဒီအဆင်မပြေဘူးဒါကြောင့်မို့လို့ YAML နဲ့သွားပြီးတော့ YAML format နဲ့အထဲမှာသွားပြီးတစ်ခါတည်းပြင်ပြီးတော့မှ deploy လုပ်လိုက်တာဒီပို့ပြီးတော့တက်တောင့်တက်တာရှိတယ်။ Okay အဲ့တော့ကျွန်တော် YAML ကိုအရင်ဆုံးလေ့လာကြည့်အောင်။ဒါကဘာလဲဆိုလို့ရှိရင် Kubernetes ရဲ့ port တစ်ခု create လုပ်ထားတယ်။ဒီ port တစ်ခု create လုပ်ဖို့အတွက်ရေးထားတဲ့ကောင်ပေါ့။ဒါကဘာနဲ့ရေးထားလဲဆို JSON နဲ့ရေးထားတာပါ။ KAS မှာဆိုလို့ရှိရင်ကျွန်တော်တို့ JSON နဲ့လည်း deploy လုပ်လို့ရတယ်လို့YAML နဲ့လည်းကျွန်တော်တို့ YAML file နဲ့ရေးပြီးတော့လည်း deploy လုပ်လို့ရတယ်။ဒါပေမဲ့ JSON file တွေကတော့အသုံးနည်းပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါ JSON နဲ့ရေးထားတာဒီမှာဆိုလို့ရှိရင် Nginx container တစ်လုံး create လုပ်တယ်။ Nginx port တစ်ခုပေါ့ create လုပ်တယ်။သူ့ရဲ့ container ကို port 80နဲ့ထုတ်ထားတယ်။ဒီ configuration ကဒါပါပဲ။ဒါကိုကျွန်တော် JSON နဲ့ရေးထားတာပါ။ဘာကြောင့် JSON ထက် YAML ကိုအသုံးများလဲဆိုလို့ရှိရင်ဒီ same result ကိုပဲဒါကတော့ YAML နဲ့ရေးထားတာပါ။ဖတ်ရတာလည်းလွယ်သလိုကျွန်တော်အနေနဲ့အတွန့်နေမပါအတွန့်ခွင်းနေ4000ခွင်းနေဒါတွေကိုမပါတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီနားလေရတာပို့ပြီးတော့လွယ်တယ်လူဖတ်လို့လည်းပို့ပြီးတော့မြင်တယ်ပေါ့ YAML format တွေဒီဘယ်လိုလုပ်လဲဆိုလို့ရှိရင် YAML format တွေကိုရေးတဲ့အချိန်မှာဒါ YAML format ရဲ့ list ပေါ့နော်ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ကျွန်တော် supermarket တစ်ခုမှာဆိုလို့ရှိရင်တတိရောက်တဲ့အတန်းမှာဆိုရင်တတိတွေရောက်လာတယ်အသီးတွေပဲရောက်တယ်ဘာတွေရလဲဆိုလို့ရှိရင်ပန်းသီးတို့လိမ္မော်သီးတို့ strawberry ရမယ်တရက်သီးရမယ်ဒီသဘောတရားအတိုင်းပဲကျွန်တော်တို့က fruit ဆိုတဲ့ကောင်အောက်မှာဘာတွေပါလဲဆိုလို့ရှိရင် apple orange strawberry mango ဒါရမယ်နော်ဒါကိုYAMLနဲ့ရေးမယ်ဆိုလို့ရှိရင် list ကိုရေးခြင်းဒီလိုမျိုးရေးရတယ်ပေါ့ fruits အောက်မှာ dash apple orange strawberry mango ဒါကိုကြည့်လိုက်ရင်တော့ပိုပြီးနားလည်ပါမယ်ထင်ပါတယ်YAML format တွေဒီအထူးကဒီ syntax နဲ့လုပ်ပါတယ်နော်အဲ့ဒါမဲ့ဒီ Martin ဆိုတဲ့လူရဲ့ Joshua ဆိုတဲ့လူရှိတယ်ဒါသူတို့ရဲ့ဒီ record တွေဒီ employee record တွေကိုကျွန်တော်မှတ်ထားမယ်ပေါ့အဲ့တော့ဘယ်လိုမျိုးသူဒီသူ့ရဲ့ syntax တွေကအလုပ်လုပ်လဲဆိုလို့ရှိရင် Martin ဆိုတဲ့လူရဲ့အောက်မှာ name ဒီ Martin ပြီးသူရဲ့အလုပ် job က developer သူရဲ့ skills ရဲ့အောက်မှာသူရဲ့ skills တွေကဘာလဲဆို Python Perl နော်ပြီး Pascal နော်အဲ့တော့ Martin ရဲ့အောက်မှာဒီတက်တဲ့မှာ name သွားထားလို့မရဘူး job သွားထားလို့မရဘူး skill သွားထားလို့မရဘူး Martin ရဲ့ tab တစ်ခုအကွာမှာ name ရှိမယ် job ရှိမယ် skill ရှိမယ်ဒီသဘောတရားဒီပါလဲဆိုတော့ Martin ရဲ့အောက်မှာသူတို့ဒီရှိကြတယ် Martin သူ့ရဲ့ biography ဖြစ်တဲ့ Martin ဆိုတဲ့ခေါင်းစဉ်ကြီးအောက်မှာသူ့ရဲ့နာမည်သူ့ရဲ့အလုပ်ကိုင်းသူ့ရဲ့ skills တွေပေါ့ဒီမှာမှ skills ဆိုတဲ့အောက်မှာ Python တွေဖားတွေကိုတွားပြီးမထည့်ဘူးဘယ်လိုထည့်လဲဆိုတော့ skill အောက်မှာသူဒီဘယ်နှမျိုးကျွမ်းကျင်လဲ3မျိုးကျွမ်းကျင်တယ်အဲ့3မျိုးဒီဘယ်မှာရှိလဲဆို skill ဆိုတဲ့ category အောက်မှာရှိတယ်ဒါကြောင့်မလို့ skill အောက်မှာ tab တစ်ခုသားမှာ Python Perl Pascal Joshua ဆိုတဲ့လူလည်းကြည့်မယ်ဆိုလို့ရှိရင်ဒီတိုင်းပဲ Joshua သူ့ရဲ့အောက်မှာ name Joshua job developer သူ့ရဲ့ skills ကဒီ3ခုပေါ့အဲ့တော့ဒီ skills တွေဒီရောက်လို့မရဘူးရှေ့ကိုကြော်ပြီးသွားလို့လည်းမရဘူးသူတို့ဒီ Joshua ဆိုတဲ့ကောင်အောက်မှာရှေ့ကိုရှိရမယ်နော် YAML format တွေရေးတဲ့ညမှာ syntax တွေကိုကျွန်တော်သတိထားရတယ်များသောအားဖြင့်တော့ကျွန်တော် syntax မှားလို့ရှိရင် error တက်သွားတယ်ဆိုပေမဲ့တခါတလေကြာလို့ရှိရင် syntax မှားလို့ရှိရင် error မတက်ဘဲနဲ့ရည်ရွယ်ချက်ပြောင်းပြီးတော့ create လုပ်သွားတယ်
အခြေအနေမျိုးတွေလည်းရှိတတ်တယ်နော် example ဒီ Joshua ဆိုတဲ့အောက်မှာ example ဆိုပါတော့ဒီ Joshua ဆိုတဲ့အောက်မှာ name ရှိမယ် job ရှိမယ် skill ရှိမယ်ဒါပေမဲ့ဒီ skill ဒီအပြင်ကိုထွက်သွားတဲ့အချိန်မှာဒါမြင်အောင်ပြပြတာပေါ့ skill စီဒီကိုအပြင်ထွက်သွားတဲ့အချိန်မှာဒီ skill ဒီ Joshua နဲ့မဆိုင်တော့ဘူးဘာကြောင့်လဲဆိုတော့သူ့အောက်မှာမရှိတော့လို့ရမယ်ရဲ့အလုပ်လုပ်ပေါ်အဲ့လိုမျိုးလုပ်တာဒါကတော့ boolean ပေါ့ရမယ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ boolean ကတခြားဒီ programming language နဲ့တူတူပါပဲ true ရ false ရနော်သူ့ကိုရေးလို့ရတဲ့ပုံစံတွေကဒီလိုမျိုးတွေရှိတယ်ဒါပေမဲ့ကျွန်တော် Kubernetes မှာတော့နည်းနည်းလေးအသုံးနည်းပါလိမ့်မယ် boolean ဆိုတာဒီမှန်ရင်မှန်မယ်မမှန်ရင်မှားတယ်ပေါ့ဒါပဲရှိတယ် right အဲ့ဒါမဲ့ 1 = 1 true 1နဲ့1နဲ့ဒီညီလားညီတယ်ဒါကြောင့်မလို့ true 0 = 1ဆိုလို့ရှိရင် false ဘာကြောင့်လဲဆိုတော့0ဒီ1နဲ့မညီဘူးတစ်တီနှစ်ထက်ကြီးတယ်ဆိုလို့ရှိရင် false နှစ်တီတစ်ထက်ကြီးတယ်ဆိုရင်တော့ true ပေါ့ဒီလို condition မျိုးတွေဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဒါကို boolean နဲ့သုံးလို့ရတယ်Python sorry ရမယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ pipe နဲ့ရေးတယ်ပေါ့နော်အဲ့ဒါဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီ multiple line ကိုရေးချင်တဲ့ချိန်ကြလို့ရှိရင်ဒီလို pipe လေးနဲ့ရေးတယ် result ဒီဘာထွက်မလဲဆိုလို့ရှိရင်ဒီလိုမျိုး line ပဲပြန်ထွက်လာလိမ့်မယ်ဒါကတော့ for new line ပေါ့ဒီလိုဒီတကယ်တာလေးနဲ့ရေးလိုက်လို့ရှိရင် तू ကဘာနဲ့ပြန်မလဲဆိုလို့ရှိရင် तू ကဒီဟာနဲ့ဒီဘာကွာလဲဆိုလို့ရှိရင်ဒီတကယ်တာလေးနဲ့ရေးလိုက်လို့ရှိရင်တော့ तू ဒီ return ပြန်လို့ရှိရင်ဒီတိုင်းမပြန်တော့ဘူးနော်ဒါမှ space တွေနဲ့ပြန်လိုက်မယ် next ဒါကတော့ကျွန်တော်တို့ဒီYAML format ရဲ့ရေးတဲ့ sample လေးပေါ့နော် example name Martin job ကသူ့ရဲ့ job ဒီ developer skill ဒီ elite employee ဟုတ်လားမဟုတ်ဘူးလား तू ကဝန်ထမ်းလားအပြည့်လူလားဝန်ထမ်းဆိုလို့ရှိရင် true ပေါ့တကယ်လို့ employee ညမှာဝန်ထမ်းမဟုတ်ဘူးဒီလူက Martin ဒီအပြန်လူဆိုလို့ရှိရင်တော့ false ပေါ့နော်သူကြိုက်တဲ့အစားအသောက်တွေက apple orange strawberry mango နော်သူရဲ့ language တွေတွေကဒီမှာ elite နော် Perl ဆိုလို့ရှိရင် elite Python ဆိုလို့ရှိရင်လည်း elite Pascal ဆိုရင် lame ပြီးသူရဲ့ education ဒီသူဒီဘွဲတစ်ခုထပ်ပို့ပြီးရထားတာဖြစ်တဲ့ကြောင့်မလို့ဒီမှာ pipe နဲ့ရေးတယ်နော်ဒီဘွဲတွေရထားတယ်ပေါ့ဗျာ pipe နဲ့ရေးတယ်ဒါရမယ်ရေးပုံရေးနေပါဒီနေရာမှာကျွန်တော်ဒီနည်းနည်းသတိထားမိလားမသိဘူးရမယ်ကိုရှင်းပြသွားတဲ့နေရာမှာသူရဲ့ format ကလေးတွေကိုပဲကျွန်တော်မိတ်ဆက်ရုံတော့ပဲကျွန်တော်ရှင်းပြသွားတယ်အရန်ကြီးကိုကျွန်တော်ဒီရမယ်ပုံမှာကျွန်တော်အရန်ကြီး serious ထားပြီးမရှင်းပြသွားဘူးပေါ့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ပေါ့ပေါ့ဖြစ်စေချင်လို့ပြီးတော့ကျွန်တော်ပြောသလောက်ကိုလည်းနားရဲဝင်လို့ရှိရင်ရပြီဘာကြောင့်လဲဆိုလို့ရှိရင် Kubernetes မှာကျွန်တော် pod တွေ deployment တွေစတဲ့ဟာတွေကျွန်တော် create လုပ်တဲ့နေရာမှာ YAML ကိုသုံးရမယ်ဆိုပေမဲ့ YAML ကို programming language တစ်ခုအနေနဲ့ heavy သုံးရမှာမျိုးတော့မဟုတ်ဘူး command ကနေလည်း generate လုပ်လို့ရတယ် YAML format တွေကို quantity ကိုရေးလိုက်ရတယ်ဒါပေမဲ့ programming တကယ် programming concept ကိုထက်ဝင်အရင်ကြီးတော့မလိုသေးဘူးမလိုလဲပဲကျွန်တော်တို့အများကြီးဆက်လုပ်လို့ရတယ်ဒါကြောင့်မလို့ကျွန်တော် YAML format ကိုရှင်းပြနေမှာပေါ့ပါရှင်းပြသွားတာပါ YAML format နဲ့ပတ်သက်ပြီးတော့တကူတကလည်းတခြားမှာထပ်ပြီးတော့လေ့လာကြမလို့သေးဘူးပေါ့နော်အချိန်မရှိသေးဘူးဆိုလို့ရှိရင်လေ့လာကြမလို့သေးဘူးဒီလောက်သိရဆိုလို့ရှိရင်ကျွန်တော်ဆက်ပြီးတော့ဆက်သွားလို့ရတယ်ဒါအဓိကတော့ကျွန်တော်ဒီဗီဒီယိုက YAML အကြောင်းကျွန်တော်သင်ပေးတာမဟုတ်ဘူး YAML ကိုကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးတာပါကျေးဇူးများတင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ရအောင်